တုတ်ဆက်ကန်တွေစကားမပြောပါဘူးနိုင်ရင်ပတ်စံ9000ရမယ်ပါမလားပါမလားရော်ကြီးတိုက်တက်တယ်ဒီကောမိုက်တယ်နော်မပြပြလိုက်မှာရဝိုင်နေတိုင်းနဲ့တိုက်ပြောလို့ရပြောလို့ရโอเคအေးဟုတ်ပြီကျေးဇူးပါဒီလိုရင်လာနော်ဘဲယူတည်ရဟုတ်ပြီရောကျေးဇူးပါနော်ညီနော်ဗီဒီယိုလေးကို page မှာပြန်ယူသုံးမယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျโอเคတုတ်ဆက်ကန်တွင်စကားမပြောပါဘူးနိုင်ပတ်စံ9000ရမယ်ပါမလားပါမလား30ကတ်တော့စကားမပြောအောင်ဟုတ်တယ်နိုင်ပတ်စံ9000ရမယ်ပါမလားမရတော့လေညီစကားပြောသွားပြီလေဟောကျေးဇူးတော်ညီလေးမေခွန်းလေးတစ်ခုလောက်မေးလို့ရတာဖြေလို့ဘယ်သူဆင်းပြေတယ်ပြေးလားသူဆင်းပြေတယ်လွယ်တစ်ခုပဲမေးပါပြေးလိုက်နမွေတက်တာပေါ့မေးလိုက်မယ်နော်အကွေးစပြောမယ်နော်တုတ်ဆက်ကန်တွင်စကားမပြောပါဘူးနိုင်ပတ်စံ9000ရမယ် challenge ဘယ်လိုလဲပါမလားမိုက်ရောပြီတော်ရမ်းမိုက်ကြားတော့အကိုကြီးတကားပဲအခုနာမည်လေးပြောပါဦးနန္ဒသူရနန္ဒသူရကျွန်တော်သိလားမသိဘူးလားကျွန်တော်တခုမေးကြည့်မယ်နော်တုတ်ဆက်ကန်နဲ့စကားမပြောဘူးနိုင်ပတ်စံ9000ရမယ်ပါမလားရတယ်တုတ်ဆက်ကန်ကျေးဇူးတင်ပါတုတ်ဆက်ကန်တွင်စကားမပြောဘူးနိုင်ပတ်စံ9000ရမယ်ပါမလားမပါဘူးပါလို့လည်းမရတော့ညီလေးစကားပြောသွားပြီလေဟုတ်ကဲ့ကျေးဇူးပါညီလေးဗီဒီယိုလေးအခုပြန်ယူသုံးမယ်နော်ရလားဟုတ်ညီလေးတို့တုတ်ဆက်ကန်တွင်စကားမပြောပါဘူးနိုင်ပတ်စံ9000ရမယ်ပါမလားပါမလားခုနစကားပြောသွားရနော်စိတ်တော့မေးသွားတာမေးရောက်ပြီးတော့ပြောသွားရနော်အမနော်မှာတကယ်ပေးမလို့နော်စိတ်တော့မကောသွားပြီနော်ညီလေးတုတ်ဆက်ကန်တွင်စကားမပြောပါဘူးနိုင်ပတ်စံ9000ရမယ်ဘယ်လိုလဲ challenge ပါလားနမရအောင်ယောဒီမှာပိုကျန်းနေတယ်တကယ်ပြရမှာလက်တရောင်တုံးလာပြီပြောရမှာကျေးဇူးနော်နာမည်လေးပြောကောင်နာမည်လေးပြောကောင်ဟာမေးတဲ့စင်ခိုင်ပါတုတ်ဆက်ကန်တွင်စကားမပြောပါဘူးနိုင်ရင်ပတ်စံ9000ရမယ်ပါမလားနာမည်ရအောင်တိုင်းတက်တယ်ကွာကဲကွေတုတ်ဆက်ကန်တော့ပြေသွားပြီကွေပြောလို့တော့ရပြီနော်ကွေနာမည်လေးပြောအောင်ကွေဝင်ရပါဟုတ်ကဲ့ကျေးဇူးပါကွေရော့ကျန်းနေဒီနားလူကိုကျန်းကွေအစင်းပြေးလားကွေရပါတယ်အစင်းပြေးမိုက်နေထိုင်နေ9000ရပါပြီဒီမှာရေးချီဆုံးကပတ်စံ